lock screen ထဲကနေ message ထဲကိုတန်းရောက်သွားအောင်လို့ဒီလိုလေးသွားလို့ရရယ်နော်ဒီလိုလုပ်ချင်တယ်ဆိုရင်တော့အရင်ဆုံး shortcut app ထဲကိုဝင်လိုက်ပါ app ရဲ့ညာဘက်အပေါ်ထောက်မှာရှိတဲ့ plus ခလုတ်ကိုနှိပ်လိုက်ပါ search action ထဲမှာ open conversation ကိုလိုက်ရှာပြီးတော့ရွှေ့လိုက်ပါရွှေ့ပြီးရင် conversation ဆိုတဲ့အပြရောင်စာသားကိုနှိပ်ပြီး drop down ထဲကကိုလိုချင်တဲ့ message conversation တစ်ခုကိုရွှေ့လိုက်ပါပြီးရင်တော့ done ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ပထမ shortcut နဲ့လုပ်တဲ့အဆင့်ပြီးပါပြီနောက်တစ်ဆင့်ကတော့ lock screen မှာ shortcut ထည့်ရမှာဖြစ်ပါတယ်ဒီလိုထည့်ဖို့ဆိုရင်တော့အရင်ဆုံး lock screen ကိုဖိထားပြီးကိုသုံးချင်တဲ့ lock screen မှာ customize ကိုနှိပ်ပါအောက်က button တွေနှစ်ခုထဲမှာတစ်ခုမှာ minus သင်္ကေတကိုနှိပ်ပြီးဖယ်လိုက်ပါပြီးရင်တော့ပေါ်လာတဲ့ plus ကိုနှိပ်ပြီးအထဲက shortcut ကိုရွှေ့လိုက်ပါshortcut ကိုရွေးလိုက်ရင်စာတန်းလေးတစ်ခုပေါ်လာမှာဖြစ်ပြီး choose ကိုနှိပ်ပြီး open conversation ကိုရွေးပြီးအပေါ်ဆုံးက done ကိုနှိပ်လိုက်တာနဲ့ရပါပြီ။ဒါဆိုရင်တော့ iPhone မှာလွယ်လွယ်ကူကူနဲ့ lock screen ကနေ message app ထဲကိုတန်းသွားနိုင်တာဖြစ်လို့အခုပဲစမ်းကြည့်လိုက်တော့နော်။